ခေါင်းကင်ရန်ကနေရန်သူကိုအငိမ့်ဆုံးအချက်ထိချေမုန်းနိုင်စွမ်းရှိတဲ့ဘုံကျဲလေရင်တွေဟာနှစ်ပေါင်း100ကျော်အတွင်းမှာဘလောက်တောင်ကလောင်းလဲတိုးတက်လာခဲ့တယ်လဲဆိုတာစဉ်းစားဖို့ပါတလားလေကောင်းသမားရဲ့အစောပိုင်းကာလတွေကနေအနာဂတ်ရဲ့စိတ်ကူးရဲ့နီးပညာတွေအထိဘုံကျဲလေရင်တွေရဲ့စင်ကဲပြောင်းလဲမှုခရီးစဉ်ကတကယ့်ကိုစိတ်ဝင်စားဖို့ကောင်းလာပါတယ်ဘုံကျဲလေရင်တွေရဲ့အစကိုပြန်ကြည့်မယ်ဆိုရင်1914ခုနှစ်ပထမကမ္ဘာစစ်အစောပိုင်းကာလတွေမှာစတင်ခဲ့တာပါအဲ့တုန်းကတော့အခုခေတ်လိုခေတ်မီတာမျိုးမဟုတ်ပဲရိုးရှင်းတဲ့ပုံစံတွေနဲ့ဖြစ်နိုင်ခြေရှိတဲ့အဆင့်မှာပဲရှိနေပါသေးတယ်1918ခုနှစ်ကိုရောက်တဲ့အခါမှာတော့ Martin MB-1 ဆိုတဲ့လေယာဉ်ဟာအမေရိကန်ရဲ့ပထမဆုံးတော့ရည်ရွယ်ချက်ရှိထုတ်လုပ်ခဲ့တဲ့ဘုံကျဲလေယာဉ်အဖြစ်ထွက်ပေါ်လာခဲ့ပါတယ်1930လွန်နှစ်တွေထဲမှာတော့နီးပညာတွေကတိတိတတ်တာတိုးတက်လာခဲ့ပါတယ်1921ခုနှစ်မှာ Keystone B6 ထွက်ပေါ်လာပြီး1933ခုနှစ်မှာတော့ Martin B10 ဟာလေကောင်းလောကကိုတော်လှန်ပြောင်းလဲပစ်ခဲ့ပါတယ်သူကအဲ့ဒီခေတ်ကတိုက်လေယာဉ်တွေထက်တောင်ပိုမြန်နေလို့လူပြောများခဲ့တာပါ1966ခုနှစ်မှာတော့ Douglas B-18 Bolo ဆိုတဲ့လေယာဉ်ကအဓိကနေရာကိုယူခဲ့ပါတယ်ဒုတိယကမ္ဘာစစ်ကြီးနီးကပ်လာတာနဲ့အမှဘုံကျဲလေယာဉ်တွေရဲ့အခန်းကဏ္ဍကလည်းပိုပြီးကြီးမားလာပါလေ1938ခုနှစ်မှာထွက်ပေါ်လာတဲ့ Boeing B-17 Flying Fortress ဟာပြန်ထမ်းနေတဲ့ခန့်ထကြီးလို့နာမည်ကျော်ခဲ့တယ်လို့1940ခုနှစ်မှာတော့ရေကက်အသက်အားကိုးရတဲ့ Douglas SPD Dauntless ပေါ်လာပါတယ်1941ခုနှစ်ကတော့ဘုံကျဲလေယာဉ်တွေအားပြိုင်တဲ့နှစ်လို့တောင်ပြောလို့ရပါတယ်အဲ့ဒီနှစ်မှာ B-24 Liberator B-25 Mitchell နဲ့အလွန်ကြီးမားတဲ့ XB-19 တို့ဟာစစ်မြေပြင်ရဲ့အားထားရာတွေဖြစ်လာခဲ့ပါတယ်1944ခုနှစ်မှာတော့သမိုင်းဝင် Boeing B-29 Super Fortress ထွက်ပေါ်လာပါတယ်ဒီလေယာဉ်ကြီးဟာဒုတိယကမ္ဘာစစ်ကြီးကိုအဆုံးသတ်စေခဲ့တဲ့အတန်ဘုံတွေကိုထည့်ဆောင်ခဲ့တာပါစစ်ပြီးခေတ်1980ခုမှာတော့ပုံစံဆန်းလာတဲ့ Northrop Wine B-49 ပေါ်လာခဲ့တယ်လို့1948မှာတော့အဝေးဆုံးကိုပြန်ထမ်းနိုင်တဲ့ Convair B-36 Peacemaker ကကမ္ဘာအကြီးဆုံးလေယာဉ်ကြီးအဖြစ်နေရာယူခဲ့ပါတယ်Jet engine တွေခိစားလာတဲ့1950ခုနှစ်မှာ Boeing B-46 Stratojet ထွက်ပေါ်လာပြီး1955ခုနှစ်မှာတော့ဒီနေ့အထိအသုံးတော်ခံနေဆဲချစ်ပဲကန်တွင် Boeing B-52 Stratofortress ဆိုတဲ့လေယာဉ်ကြီးပေါ်လာခဲ့ပါတယ်1960ပြည့်နှစ်တွေမှာတော့အတန်ထက်မြန်တဲ့နှုန်းနဲ့ပြန်တန်းနိုင်တဲ့ Convair P-58 Hustler နဲ့1964ခုနှစ်ရဲ့အလွန်အမြင့်မြန်ဆန်လာတဲ့ XB-70 Valkyrie တို့ကလေကြောင်းပညာရပ်ရဲ့အထွတ်ထိပ်တွေကိုပြသခဲ့ပါတယ်1968ခုနှစ်မှာ FB-111A ထွက်ပေါ်လာပြီး1986ခုနှစ်မှာတော့ခေတ်မီလာပါတဲ့ B-1 Lancer ကိုမြင်တွေ့ခဲ့ရပါတယ်။ဒါပေမဲ့1990ခုနှစ်ကထွက်ပေါ်လာတဲ့ North Grumman B-2 Spirit ကတော့ရေဒါမှာဖမ်းလို့မရတဲ့ stealth နည်းပညာနဲ့တကမ္ဘာလုံးကိုအံ့အားတင်စေခဲ့ပါတယ်။အခုခေတ်2023ခုနှစ်မှာတော့အစစ်မြင့်ဆုံးနည်းပညာတွေပေါင်းစပ်ထားတဲ့ B-21 Radar ဟာကောင်းကင်ယံကိုစိုးမိုးဖို့အသင့်ဖြစ်နေပါတယ်။ဒါတင်မကသေးပါဘူး2050ပြည့်နှစ်လောက်မှာဆိုရင်တော့ B-250 Phantom Horizon လို့အမည်ပေးထားတဲ့စိတ်ကူးရင်ဆန်လာတဲ့အနာဂတ်လေယာဉ်တွေကကျွန်တော်တို့ရဲ့ခေါင်းကင်ယံမှာဘယ်လိုမျိုးအစွမ်းဖျားဥမလဲဆိုတာ